အားလုံးပဲမင်္ဂလာပါရှင်ညီမနာမည်ကတော့ပိုးတင်ကြည်စောဖြစ်ပါတယ်ရှင်ညီမက CIC ကိုမှ July 2025 intake မှာဝင်ရောက် join ခဲ့ရဖြစ်ပါတယ်ညီမကပေါ့နော် OSSD မတက်ခင်တော့က May 2025 မှာ IGCSE O level ကိုဖြေခဲ့တာပေါ့နော်ညီမ IGCSE ပြီးချင်းဘာလို့မှမသိဖြစ်နေတဲ့အခါမှာပေါ့နော် A level ကိုပဲရွေးရမလားဒါမှမဟုတ်ရင် OSSD ကို join ရမလားဖြစ်နေတဲ့အချိန်မှာ internet ပေါ်မှာပေါ့နော် CIC page တက်လာတော့တရောအကြောင်းကိုလည်းတောမီကြည့်ရှင်တာနဲ့ free counseling နဲ့လုပ်ပြီးရလေ CNC ကတော့ညီမဒီကိုလာပြီးတော့မှ OSS နဲ့ပတ်သက်တဲ့ဟာတွေကိုမေးမြန်းနေပြီးတော့ညီမတို့အကြောင်းမှာပေါ့နော်တော်တော်များများကhigh ranking ရတဲ့ university တွေကိုလည်း offer ရထားပြီးတော့ဒီအကြောင်းကို join တာညီမအတွက်မှန်မယ်လို့ခံစားရလို့ညီမဒီကိုရောက်လာခဲ့တာဖြစ်ပါတယ်ရှင်ညီမက OSST program မှာပေါ့နော် Computer Science ကိုရွေးချယ်ထားပါတယ်Computer Science ကိုရွေးရတဲ့အကြောင်းကတော့ညီမငယ်ငယ်တော့ပေါ့နော် coding ရေးရတဲ့သူတွေလည်းအရန်သဘောကျတယ်ပြီးတော့ညီမကိုယ်တိုင်ကလည်းအဲ့ coding ကိုဘယ်လိုရေးရမလဲဆိုတော့ကောင်းကောင်းမသိခဲ့ဘူးပေါ့နော်အဲ့တော့ဆိုရင်ကွန်ပျူတာကိုဖွင့်နေတယ်ပေါ့နော်ဘာဆက်လို့လည်းမသိခဲ့ဘူးဒါပေမဲ့အတန်နဲ့ကြီးလာတဲ့အခါရောက်တော့ဒီကွန်ပျူတာကပေါ့နော်ဒီလူတွေအတွက်ကောပတ်ဝန်းကျင်အတွက်ကောထောက်ကိုပြရဲဆိုတာတည်ရဲ့အချိန်မှာညီမဒီ Computer Science ကိုရွေးချယ်ဖို့စဉ်းစားလိုက်တယ်ပေါ့နော်အဲ့နဲ့ဒီ CIC မှာပဲ OSSD တက်ရင်လည်း Computer Science major ကိုပဲ choose လိုက်ပါတယ်ပေါ့ညီမ OSSD program ပြီးတော့ Canada, New Zealand နဲ့ Germany မှာ University အသီးသီးကိုညီမရှောက်ခဲ့ရပေါ့နော် Canada မှာကျတော့ညီမ University of Toronto ကနေ offer ရရဲပြီးတော့ York University ကလည်းညီမကိုCanada dollar 1000 ခွဲ scholarship ပေးရပေါ့နော်ပြီးတော့ Carleton ကလည်းညီမကို scholarship 1000ပေးရဲနောက်ဆုံးအနေနဲ့ကကျတော့ SFU ကနေပြီးတော့လည်း offer letter ရခဲ့ပါတယ် New Zealand မှာကျတော့ညီမကျောင်းတစ်ကျောင်းပဲရှောက်ခဲ့ရပေါ့နော်အဲ့ဒါကကျတော့ Victoria University of Wellington မှာရှောက်ခဲ့တယ်အဲ့ကျောင်းမှာလည်းညီမကို New Zealand dollar 1000 ခွဲပေးခဲ့ရပေါ့နော်အခုလက်ရှိကတော့ညီမ Germany ကိုရှောက်နေစေဖြစ်တယ်ညီမကလည်း Germany ကိုသွားချင်တော့အခါကျတော့ပေါ့နော်အဲ့တော့တကယ်လို့ဒါ Germany ကကျောင်းတွေကညီမကို offer ပေးခဲ့မယ်ဆိုရင်တော့ညီမကတေချာပေါ့ Germany ကိုပဲသွားချင်တာပေါ့နော်ဒီချိန်မှာဆိုလို့ရှိရင်IGCSE major 2026ကိုဖြည့်ပြီးရကလေးရလဲညီမလိုပဲ confuse ဖြစ်နေကြမယ်လို့ညီမထင်နေပေါ့နော်အဲ့တော့ CIC မှာ free counseling လာလုပ်ပြီးတော့ကိုလိုချင်တဲ့ဖတ်ဝေးကိုဆွေးနွေးနိုင်တယ်ပေါ့နော်အဲ့တော့ညီမကတော့ညီမအနေနဲ့ကတော့ပေါ့နော်အဲ့လို confuse ဖြစ်နေတဲ့ကလေးတွေက CIC ကိုလာရောက်ပြီးတော့ free counseling လုပ်ပြီးညီမကတော့ကြံ့ကြံ့ပေးပါရှင် July 16 ရက်နေ့မှာကျင်းပမယ် CIC graduation ceremony ကိုညီမပါဝင်မှုလည်းအရန်ကိုစိတ်လှုပ်ရှားနေပါတယ်ရှင် CIC မှာ OSSC တက်ခဲ့တဲ့အချိန်ကညီမအတွက်အရန်ကိုအရေးပါပြီးတော့မှညီမတိုးတက်ခဲ့တဲ့အချိန်ကြီးဖြစ်တဲ့အတွက်ကြောင့်မလို့အမြဲတမ်းရင်ထဲမှာတန်ဖိုးထားနေပါမယ်ရှင်အဲ့တော့ညီမနဲ့တူတူ July 16 ရက်နေ့ graduation ceremony ကိုပါဝင်ဖို့ဖိတ်ခေါ်ပါတယ်ရှင်